တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ15ရက်နေ့ကနေ21ရက်နေ့အတွင်းကာလဟာအညံဆိုးများလွှမ်းမိုးနေတယ်တပားသူကြောင့်ကိုယ်မှာရည်ရွယ်ချက်တွေရည်မှန်းချက်တွေနဲ့နာဆုံးရှုံးတတ်တယ်စက်ပစ္စည်းတွေလျှက်စစ်ပစ္စည်းတွေပျက်စီးမယ်ကိုယ်လက်နဲ့ထိနေတော့ပစ္စည်းတွေပြတ်သွားတာတွေကျုံတတ်တယ်အလောတကြီးဝယ်လိုက်တဲ့အတွက်ရောင်းမဝယ်မတွေလည်းဖြစ်တတ်တယ်အလောတကြီးရင်းနှီးမြှုပ်နှံမှုကြောင့်ဆုံးရှုံးမှုတွေရှိတတ်တယ်ဘာလို့တစ်ချိန်မကစဉ်းစားပြီးမှလောက်ကိုင်းမှ15ရက်နေ့ကရန်နောက်ဆက်တွေနဲ့ထိတ်တိုက်တွေ့ပြီးစိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်16ရက်နေ့ကရာစင်ပြေသောအနေထားနဲ့တိုးတက်တဲ့ကံတွေပေါ်လာမယ်18ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြန်ရအောင်စီစဉ်နိုင်တယ်18ရက်နေ့ကငွေကြေးကံလုပ်ငန်းကံစီးပွားကံတိုးတက်19ရက်နေ့မှာငွေကုန်ကြေးကြများမယ်တခုတည်းမကတဲ့လူတွေကိုလုပ်ကံရလိမ့်မယ်20ရက်နေ့မှာတပားသူကြောင့်ကိုယ်ရည်ရွယ်ချက်ပျက်စီးမယ်21ရက်နေ့မှာအတိုက်ခံကြတိုးတက်မှုကိုဖန်တီးနိုင်တဲ့အနေအထားကောင်းကိုကြုံတွေ့ရမှာဖြစ်ပါတယ်ဒီကာလအတော်အတွင်းမှာကြာသပတေးနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နှောက်ယှက်တွေရှိနိုင်ပါတယ်အနီအောင်ချက်သွေးရောင်ပန်းရောင်တို့ကို300မှာဖြစ်တဲ့369ကဏ္ဍနေကျိုးပေးပါတယ်အနီအောင်ပန်းပွင့်ဖျားတင်ပြီးလိုရာဆန္ဒပြုရဲ့ဆုတောင်းပြည့်ဆန္ဒပြည့်ပါလိမ့်မယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ15ရက်ကနေ21ရက်နေ့အတော်အတွင်းမှာရန်တိုက်ခံနေကြတဲ့တိုးတက်မယ်လူမျိုးပဲအကျိုးပေးမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်အပြောင်းလဲတဲ့တိုးတက်မှုကြုံမယ်အရဝင်းနဲ့ဆက်ဆက်သောလှုပ်ကြိုးပေးမယ်ရပ်တန့်ထားတဲ့လှုပ်တွေပြန်လည်စတင်နိုင်တယ်နေရာထိုင်ခင်းကိစ္စပြောဆိုမှုအဆင်ပြေမယ်အပြိုင်ဆိုင်ကြားမှာတိုးတက်မှုကိုကြုံမယ်15ရက်နေ့မှာကောင်းသောကံနဲ့တိုးတက်ခြင်းတွေရှိမယ်အရာရာအဆင်ပြေမယ်16ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံစီးပွားကံထူးထူးခြားခြားတိုးတက်မယ်18ရက်နေ့မှာရန်အနှောက်အယှက်တွေကြားထဲကထိုးပေါက်ပြီးလုပ်ရမယ်18ရက်နေ့ကတော့ထူးထူးခြားခြားကောင်းတဲ့နေ့ဖြစ်လာတယ်အရာရာအဆင်ပြေခြင်းနဲ့တိုးတက်ခြင်းတွေရှိတယ်19ရက်နေ့မှာအတိုက်ခံတွေကြားထဲတိုးတက်မယ်ငွေကြေးကံကောင်းမယ်20ရက်နေ့လုံးသမျှကြံစီသမျှအောင်မြင်စင်ပြေခြင်းကြုံမယ်21ရက်နေ့မှာငွေကြေးကိစ္စလုပ်ငန်းကိစ္စတွေပြောဆိုမှုလုပ်ငန်းရေးအောင်မြင်မှုနဲ့ရှင်ပြိုင်မှုအောင်မြင်မှုတွေကိုကြုံတွေ့ရမယ့်အနေအထားရှိပါတယ်ကြာသပတေးနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့တနင်္လာနေ့မွေးသူများကြောင့်စိတ်နှောက်ယှက်ရှိနိုင်ပါတယ်နှစ်ခု9ကဏ္ဍနေ့အကျိုးပေးပါတယ်အစိမ်းရောင်ဖြူရောင်နို့နှစ်ရောင်တို့ကိုအကျိုးပေးရောင်များဖြင့်သုံးစွဲနိုင်ပါတယ်အိမ်မှာရှိနေတဲ့တပြက်စီအဟောင်းတွေခြေသုပ်ဘွားအဟောင်းတွေစွန့်ပစ်လိုက်ပါအညံကင်း၍ကောင်းခြင်းကံတွေရရှိလာပါမယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ15ရက်ကနေ21ရက်နေ့အတွင်းမှာအလုံးစုံကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေရှိတယ်မိမိလိုရာစန္ဒမှန်သမျှပြည့်စုံမယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်လုပ်ငန်းရှိသူတိုးတက်မယ်ပြည့်ရသူများစမ်းပွင့်မယ်အခက်အခဲအလုံးကိုပြေလည်ပြီးကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရှိမယ်15ရက်နေ့မှာအလုံးစုံကောင်းခြင်းနဲ့တိုးတက်ခြင်းကံတွေကြုံမယ်16ရက်နေ့မှာရှင်ပြိုင်မှုမှန်သမျှအောင်မြင်ခြင်းဘဝတိုးတက်ခြင်းကြုံမယ်18ရက်နေ့မှာမထင်မှန်ဖဲပြဿနာဟောင်းတွေပြန်ဖြေရှင်းရတတ်တယ်စိတ်လျှော့ရတတ်တယ်အစင်တော့ပြေသွားမှာပါ18ရက်နေ့မှာငွေကြေးကိစ္စလုပ်ငန်းကိစ္စပြောဆိုမှုတွေအဆင်ပြေမယ်စမ်းပွင့်မယ်19ရက်နေ့မှာအပြောင်းလဲတွေရှိမယ်ရည်မှန်းချက်အောင်မြင်မယ်ဘဝတိုးတက်မယ်20ရက်နေ့မှာငွေကြေးကလုပ်ငန်းကထူးကောင်းပြီးတိုးတက်တယ်21ရက်နေ့မှာရန်များမယ်ပြိုင်များမယ်တိုက်ခံများမယ်စိတ်ရှုပ်ရမယ်ဒီတပတ်တာကာလအတွင်းကြာသပတေးနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့တောက်ချာနေ့မွေးသူများကြောင့်စိတ်နှောက်ယှက်တွေရှိတတ်တယ်3 2 9ကဏ္ဍနေကျိုးပေးတယ်အပြာရောင်အနီရောင်ချက်သွေးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်ပါတယ်အိမ်နီးပါးမှာရှိတဲ့အသက်အရွယ်ကြီးရင်သူတွေကိုစေဝအာဟာရလှူဒန်းခြင်းပြုပါကျေးဇူးတင်ပါတယ်ကြာသပတေးနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ15ရက်ကနေ21ရက်နေ့တောအတွင်းမှာ
အပြောင်းလဲတွေစက်တိုက်ဖြစ်မယ်ဥတီချက်တွေလောက်ကိုင်းနိုင်တယ်ဆောင်ရွက်လိုက်တဲ့နေရာတိုင်းမှာအတိုက်ခံနဲ့ထိတ်တိုက်တွေ့မယ်မဖြစ်မနေလောက်ကိုင်းမှုကြောင့်ဆုံးမဲ့မအောင်မြင်မယ်တခါမှမလုပ်ဘူးသေးတဲ့လူတွေလုံနိုင်တယ်တခါမှမဆောင်ရွက်ဘူးသေးတဲ့လမ်းကြောင်းတွေကိုထိတ်တိုက်ရင်ဆိုင်ပြီးတော့လောက်ကိုင်းနေုံသာမကဆောင်ရွက်သမျှဆုံးဖြတ်သမျှမှန်ကန်ပြီးတော့မူလဘဝရဲ့ပုံမြင့်တဲ့ခြေနေတစ်ခုကိုကိုပြောင်းတိုးတက်ခြင်းကိုကြုံတွေ့ရပါလိမ့်မယ်15ရက်နေ့မှာလမ်းကြောင်းသစ်တွေတိုးတက်မှုတွေဖန်ပြီးတိုးတက်မယ်အောင်မြင်မှုကိုရမယ်16ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်ငွေကြေးကံကောင်းမယ်9ရက်နေ့မှာလုံသမျှရည်ရွယ်သမျှအစဉ်ပြေပြီးတိုးတက်မယ်18ရက်နေ့မှာအလုပ်ဖို့ကိစ္စဖို့တွေကြုံမယ်ရှင်ပြိုင်မှုအောင်မြင်မယ်19ရက်နေ့မှာအနှောင့်အယှက်တွေကြုံပြီးမှနှောင့်နှေးပြီးမှအစဉ်ပြေမယ်20ရက်နေ့အရာရာကောင်းခြင်းတိုးတက်ခြင်းတွေရှိတယ်21ရက်နေ့မှာအပြောင်းလဲတဲ့တလန်းနဲ့လူရာပြည့်စုံခြင်းတွေကိုရရှိလိမ့်မယ်ဒီကာလအတွင်းတနင်္လာရင်ကဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေစနေမွေးသူတွေအနှောင့်အယှက်ပေးတတ်တယ်169ကဏ္ဍနေကျိုးပေးတယ်အဝါရောင်လိမ်မော်ရောင်နုံးနေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်အဝါရောင်ပန်းဝင်လေးတွေဖျားကပ်လူပူဇော်ပြီးလိုရာဆူတောင်းရင်ဆူတောင်းပြပါလိမ့်မယ်ကျေးဇူးတင်ပါတယ်တောက်ချာနေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ15ရက်ကနေ21ရက်နေ့အတော်တွင်မှာအလုံးစုံသောပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်ဆောင်ရွက်မှုမှန်သမျှအဆင်ပြေလာမယ်သိလွင်သောကြံကြံနဲ့တိုးတက်မှုတွေရှိပြီးတော့ရှင်ပြန်မှုတွေမအောင်မြင်မယ်မရည်ရွယ်ပဲခီးသွားရမယ်မထင်မှတ်ပဲလှုပ်လိုက်တဲ့ကိစ္စကနေထူးခြားတဲ့နာမည်အောင်မြင်မှုနဲ့တိုးတက်မှုကိုရလိမ့်မယ်15ရက်နေ့မှာရာသတိရှိရမယ်ရန်နဲ့ရှင်ပြီးလောက်ရမယ်16ရက်နေ့ကသူများပြဿနာကိုပြဿနာဖြစ်တဲ့သစ္စာမဲ့သူနဲ့တွေ့တတ်တယ်19ရက်နေ့မှာဆောင်ရွက်သမျှအစဉ်ပြေမယ်ပျော်ရွှင်ချမ်းမြေ့မယ်စမ်းပွင့်မယ်18ရက်နေ့မှာခရီးကိစ္စအောင်မြင်မယ်အပြောင်းလဲချတိုးတက်မယ်19ရက်နေ့မှာငွေကြေးကိစ္စလုပ်ငန်းကိစ္စအစဉ်ပြေမယ်20ရက်နေ့မှာအပြိုင်ဆိုင်နဲ့ထိတ်တိုက်တွေ့တတ်တယ်ဂတိပြည့်တဲ့သူတွေနဲ့တွေ့တတ်တယ်21ရက်နေ့ကတော့အလုံးစုံကောင်းခြင်းနဲ့အလိုပြည့်စုံခြင်းတို့ကိုရရှိတဲ့နေ့တစ်ခုဖြစ်တယ်တနင်္လာနေ့သောကြာနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နှောက်ယှက်ဖြစ်တတ်တယ်6ခွန်4ကဏ္ဍနေကျိုးပေးတယ်အညိုရောင်ပြာရောင်မိခိုးရောင်တွေသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါကောင်းခြင်းကံကြမ္မာများရစေရလို့ငါနေမှရှိနေတဲ့ဖဏအဟောင်းထီဟောင်းတို့ကိုစွန့်ပစ်လိုက်ပါကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှာမိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းကြိုးပေးမယ်မင်္ဂလာကိစ္စပတ်သက်ရမယ်အကြီးအကဲများထံမှကောင်းသောထောက်ကူနဲ့တိုးတက်မှုရမယ်ရှင်ပြန်မှုမှသမျှအောင်မြင်မယ်တို့သမျှထင်ရှားသောကံကြမ္မာနဲ့တိုးတက်တဲ့ကံတွေချုပ်မယ်15ရက်နေ့အရာရာဆင်ပြေသောကံနဲ့တိုးတက်တဲ့ကံရှိမယ်16ရက်နေ့ခီးကိစ္စအပြောင်းလဲကိစ္စနဲ့တိုးတက်မှုချုပ်မယ်18ရက်နေ့မှာငွေရေးကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းချုပ်မယ်18ရက်နေ့ရန်တိုက်ခံနဲ့ရှင်ပြီးလောက်ရမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီးမှအဆင်ပြေမယ်19ရက်နေ့မှာထူးခြားတဲ့ကံကောင်းခြင်းနဲ့လူရာပြည့်စုံခြင်းရှိမယ်အခွင့်အရေးတွေပေါ်မယ်20ရက်နေ့မှာရပိုင်ခွင့်တွေပြန်ရမယ်အဝေးကလူတွေနဲ့ပြန်လဲဆက်ဆက်မှုကြိုးပေးမယ်21ရက်နေ့မှာရပ်ထားတဲ့လူတွေပြန်လဲစတင်နိုင်တယ်ငွေကြေးလက်လာပတ်ကံကောင်းမယ်တနင်္လာနေ့သောကြာနေ့ငါနေ့မွေးသူတွေကောင်းကျိုးပေးမယ်ကြာသပတေးနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောက်ယှက်ဖြစ်မယ်369ကဏ္ဍနေကြိုးပေးတယ်အနီရောင်ချက်သွေးရောင်ပန်းရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်ကောင်းခြင်းကံကြမ္မာများရစေရန်အနီရောင်ပန်းဝင်လေးတွေဖျားတင်ပြီးလိုရာဆူတောင်းပြပါဆူတောင်းပြပါမယ်ကျေးဇူးတင်ပါတယ်တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှာဘဝရည်ရွယ်ချက်တွေအောင်မြင်မယ်ခက်ခဲမှန်သမျှကျော်လွှားနိုင်မယ်ရှင်းဆွဲနေထားနေပုံမြင့်တဲ့နေထားရောက်ရှိမယ်အလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရမယ်ဥတီချက်ပြောင်းပြီးလောက်ကင်ခြင်းတွေကြိုးပေးမယ်အခက်ခဲကြမှာထိုးပေါက်ပြီးတိုးတက်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလောက်ကင်ခြင်းတို့ရဲ့ကောင်းသောကြိုးကျေးဇူးကိုရရှိမယ်15ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းကြိုးပေးခြင်းတွေရှိမယ်16ရက်နေ့မှာသစ္စာမဲ့တဲ့သူတွေစကားမတည်တဲ့သူတွေကြောင့်အနှောင့်အယှက်တွေဖြစ်တတ်တယ်18ရက်နေ့မှာ
ပေါ်ပေါက်လာတဲ့ခွင့်ရသစ်တွေကိုလက်တွေ့သုံးချပြီးဥတီချက်သစ်တွေကိုဆောင်ရွက်ပါ18ရက်နေ့မှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုနိုင်တဲ့ခက်ခဲကြထိုးပေါက်ပြီးတိုးတက်မယ်19ရက်နေ့မှာကြံနိုင်အောင်ဆောင်နိုင်မြောက်လိုတိုင်းထိုးပေါက်မယ်20ရက်နေ့မှာအပြိုင်ဆိုင်ကြားတိုးတက်ခြင်းလိုရာပြည့်စုံခြင်းတွေရှိမယ်21ရက်နေ့မှာတော့အာမခံခြင်းတာဝန်ယူခြင်းမလုပ်ရဘူးဂရိမတီရဲ့သူနဲ့တွေ့တတ်ပါတယ်ဒီတပတ်တာကာလအတော်အတွင်းမှာတနင်္လာနေ့အင်္ဂါနေ့ကြာသပတေးနေ့မွေးသူတွေကိုကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့သောကြာနေ့မွေးသူများကြောင့်စိတ်နှောက်ယှက်တွေဖြစ်တတ်ပါတယ်နံပါတ်8ခွန်ကိုကနန်းနေကြိုးပေးပါတယ်အ내ရောင်ပြာရစ်ရောင်လက်ပြာကိုနေဝတ်ပြီးအလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်ကောင်းခြင်းကံကြမ္မာများရစေရလို့ငါပန်းဖြူတဝင်ဖျားကတ်လူပူဇော်ပြီးလိုရာဆုတောင်းမှာထူးခြားစွာကောင်းခြင်းတွေရရှိနိုင်ပါတယ်ကျေးဇူးတင်ပါတယ်